ဒီနေ့ကျမတို့နည်းနည်းလေးဆွေးနွေးဖို့ရထားတဲ့အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားစရာကောင်းနေရှင်တရားထိုင်တာနဲ့ပတ်သက်ပြီးထူးခြားတဲ့နီလန်တစ်ခုအကြောင်းမှာဟုတ်ကဲ့ခင်ဗျာကျမတို့စီမှာအဓိကကိုးကားစရာစာအုပ်အုပ်ရှိနေပါတယ်မောင်းတောင်မြေစင်းတော်ရဆရာတော်လေးရဲ့ကဏီနီဥပနိတယဗာနဘာရကူဂျန်ဆိုတဲ့စာအုပ်ပေါ့အဲ့ဒါအပြင်ဓမ္မစရိယဦးထဲလိုင်းရဲ့ဝိပဿနာနဲ့ပဋိစ္စသမုပ္ပါ e-book တစ်ခုပြီးတော့ဆရာတော်အရှင်တိုးပိတာရဲ့ YouTube တရားတစ်ခုကိုလည်းခြုံငုံပြီးကြည့်သွားမှာပါဟုတ်ပါတယ်ဒီရမြစ်တဲ့အားလုံးကိုခြုံကြည့်လိုက်ရင်လေအဓိကပေါ်လွင်နေတာကကဏီနီလို့ခေါ်တဲ့ဝိပဿနာရှုပွားနည်းတစ်ခုပဲကဏီနီဟုတ်ကဲ့အထူးသဖြင့်ဒီနည်းကမဟာကာယ ानु တတိယလို့ခေါ်တဲ့ကိုယ်ခန္ဓာကိုယ်ကိုပဲအဓိကထားပြီးရှုမှတ်တွန်းတတ်တဲ့နည်းစနစ်ဖြစ်နေတယ်။အော်ခန္ဓာကိုယ်အဓိကထားတာပေါ့နော်။ဆိုတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမှာကဒီနည်းစနစ်ရဲ့သဘောတရားရဲ့အဲ့ဒီလိုကြင်ကြံရာကနေဖြစ်ပေါ်လာတဲ့လို့ဆိုထားတဲ့အောစရာကောင်းတဲ့ရုပ်ပိုက်ဆိုင်ရာပြောင်းလဲမှုတွေအကြောင်းကိုနက်နဲ့ခြိုင်လေ့လာကြည့်ကြမှာပါခင်ဗျာ။ကောင်းပြီရှင်။ဒါဆိုအဓိကကြတဲ့စာအုပ်ကနေပဲဆက်လိုက်ကြအောင်။ဒီစာအုပ်နာမည်ကဏီနီဥပနိတေဗာနာဗာကူဂျန်ဆိုတာကနည်းနည်းလေးထူးခြားတယ်နော်ဟုတ်ကဲ့နာမည်မှာပါတဲ့ဥပနိတေဆိုတဲ့စကားလုံးကရွတ်ဝတ်တဲ့အဆုံးမှာဒါမှမဟုတ်နည်းနည်းတဲ့အခြေခံသဘောတရားလို့အဓိပ္ပာယ်ရတယ်လေဒီနေရာမှာဘာကိုဆိုလိုချင်တာလဲရှင်မေခေါင်ကောင်းတစ်ခုပါပဲဒီနာမည်ကိုခွဲခြမ်းစိတ်ဖြာကြည့်ရင်ကိုပဲဒီနီးရဲ့အနှစ်သာရကိုစပြီးမြင်နိုင်ပါတယ်ခင်ဗျဥပနိတေဆိုတာကဒီနီးကတာမန်ညွန်ကြားချက်တွေပိုပြီးနည်းနည်းတဲ့ရုပ်ဝတ်တဲ့အစွန်းမှာအဓိကအနှစ်သာရလို့ဆိုလိုချင်တာပါ။အော်ဟုတ်ကဲ့ဗာနာဘာရဂူဆိုတာကတော့အဲ့ဒါကတော့ဆရာတော်ကြီးတည်တင်းသုံးကျင့်ကြံခဲ့တဲ့နေရာဒေသကိုရည်ညွှန်းထပ်ဖြစ်နိုင်ခြင်းများလေ။အော်နေရာတစ်ခုပေါ့။ဆိုတော့လေဒီကျန်းစာအုပ်ဟာအဲ့ဒီနေရာမှာကျင့်ကြံရာကနေပေါ်ပေါက်လာတဲ့နည်းနည်းတဲ့အဆုံးမှလို့အတိတ်ပဲရတယ်။ဒီကျမ်းကိုရေးသားပြုစုခဲ့တာကတော့မောင်တောင်မီစင်တော်ရဆရာတော်ဖျားကြီးပေါ့ဒီနည်းရဲ့အဓိကကခန္ဓာကိုယ်ကိုရှုမှတ်ခြင်းပေါ့နော်စာအုပ်မျက်နှာဖုံးမှာမဟာကာယ ानु တတိယဆိုတဲ့စကားလုံးကိုသုံးထားတာတွေ့တယ်ဟုတ်ပါတယ်ဒါကအခြေခံအားဖြင့်တော့ကိုယ်ခန္ဓာကိုယ်မှာဖြစ်ပျက်နေတာတွေကိုတတိနဲ့လိုက်ပြီးရှုမှတ်တဲ့နည်းလို့ပဲဆိုလိုတာလားတခြားအာနာပါနလို့နည်းတွေနဲ့ဘယ်လိုများကွာခြားတာပါသလဲဟုတ်ကဲ့ကာယ ानु ပတနာဆိုတာခန္ဓာကိုယ်ကိုအဖန်ဖန်အောင်မိရှုမှတ်ခြင်းပဲဒါပေမဲ့ဒီကြားမှာပါတဲ့မဟာဆိုတဲ့စကားလုံးကအကြီးကျယ်လို့အတိပ္ပယ်ရတယ်ခင်ဗျာအကြီးအကျယ်ဆိုလိုတာကဒီနည်းဟာတာမန်ရှုမှတ်တာထက်အများကြီးပိုပြင်းထန်တယ်ပိုပြီးစူးစိုက်ရတယ်အာနာပါနာကဝင်လေထွက်လေဆိုတဲ့ထိမ်မွေးတဲ့အာယုံတစ်ခုကိုခြေခံပြီးစိတ်ကိုငြိမ်အောင်လုပ်ညံကိုကွာများစေတဲ့နီလန်းပါဒီကန်ဒီနီကတော့ကိုယ်မှာမြေရန်ရှိနေတဲ့ဒီတလားများတော့ရုပ်ခန္ဓာကြီးကိုပဲတိုက်ရိုက်စူးစမ်းလေ့လာခိုင်းတာပေါ့အတိအကျပဲတိုက်ရိုက်ကိုစူးစမ်းလေ့လာခိုင်းတာစောက်ထဲမှာလေဒုက္ခရစရိယကြည်နေတဲ့မြတ်စွာဘုရားရဲ့ပုံတော်တပုံကိုလည်းတွေ့ရတယ်ရှင်အယိုးပေါ်အရေးကြီးနေတဲ့ပုံပေါ့ဒါကဒီကျင့်စဉ်ရဲ့ခက်ခဲပြင်းထန်မှုကိုပဲတမင်မိမောင်းထိုးပြခြင်းတဲ့သဘောလားဟုတ်ပါတယ်အဲ့ဒီပုံကဒီကျင့်စဉ်ရဲ့သဘောထားကိုဖော်ပြနေတာပဲဒုက္ခရစရိယဆိုတာမြတ်စွာဘုရားရှင်တော်မှာခန္ဓာကိုယ်ကိုအပြင်းထန်တံဖေးပြီးအမှန်တရားကိုရှာခဲ့တဲ့ခရီးချမ်းတစ်ခုလေဟုတ်ဒီနေ့ဟာလည်းအဲ့ဒီလိုပြင်းထန်တဲ့စိတ်ဓာတ်နဲ့ကိုယ်ခန္ဓာကိုယ်ကိုရင်ဆိုင်ဖို့လိုအပ်တယ်လို့ညွှန်းဆိုနေတာခန္ဓာကိုယ်ကိုငါပဲငါဥစားပဲဆိုတဲ့အဆွဲလန်းနဲ့ကြည်နေတာကနေရပ်ပြီးတော့ဟုတ်ကဲ့ဒါဖောက်ပြန်တက်စီတတ်တဲ့တက်ကြီးလေးပါရဲ့အစုဝေးတစ်ခုသာဖြစ်တယ်ဆိုတဲ့အမြင်ကိုထွင်းဖောက်မြင်နိုင်ဖို့အားထုတ်ရတာပါတက်ကြီးလေးပါကိုရှုလဲဆိုတာနည်းနည်းလို့စိတ်တဆက်ဆန်းတယ်လို့ပဲရှင်လက်တွေ့မှာကဘယ်လိုမျိုးရှုမှတ်ရတာလဲဒါကစိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲခင်ဗျဒီနေ့မှာတက်ကြီးလေးပါကိုရှုတယ်ဆိုတာကစိတ်ကူးနဲ့မန်းဆန်နေရတာမျိုးမဟုတ်ဘူးအော်ကိုယ်ခန္ဓာကိုယ်ထဲမှာတကယ်ရှိနေတဲ့အတွေ့အကြုံကိုအာယုံနဲ့တိုက်ရိုက်ပြအောင်လုပ်ရတာဥပမာထိုင်နေရင်ကိုရိုးရဲ့မာကြိုတောင့်တင်းတဲ့သဘောကိုအာယုံပြုမြင်ဒါဟာပထဝီဓာတ်ပေါ့မြေရရဲ့သဘောဟုတ်တယ်မြေဓာတ်ရဲ့သဘောပဲလို့ရှုမှတ်ရတယ်ခန္ဓာကိုယ်ထဲကအနွေးဓာတ်အပူငွေ့ကိုခံစားမြင်ဒါဟာတေဇောဓာတ်မြေဓာတ်ပေါ့ဟုတ်ပါတယ်ခန္ဓာကိုယ်ထဲမှာသွေးတို့တနွေးတို့လိုအရည်တွေစူးစီးနေတဲ့သဘောစိတ်ကပ်နေတဲ့သဘောကိုသိရင်ဒါဟာအာဘောဓာတ်နောက်ဆုံးအသက်ရှူသွင်းရှူထုတ်လိုက်တိုင်းမှာဖြစ်နေတဲ့တွန်းကန်လှုပ်ရှားမှုလေဝင်လီထွက်စေအဲ့ဒါကဝါယောဓာတ်လေဓာတ်ပေါ့အဲ့ဒီလိုခန္ဓာကိုယ်ကိုအစိတ်စိတ်အမွာမွာဓာတ်တဘောဒီအဖြစ်ခွဲချမ်းစိတ်ဖြားပြီးရှုမြင်နိုင်လေငါဆိုတဲ့အဆိုင်အခဲအထင်ကနေလွတ်မြောက်လေပဲအော်ဒီလိုကိုဒါကိုဓမ္မစရိယဥထေးလိုက်ရဲ့စာအုပ်ထဲမှာပါတဲ့ပ
ฏิสธตมุปเนเนชิสลุยาไนมลาชินยกขันดาကိုအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတဲ့အရာအဖြစ်ရှုမြင်တာမျိုးပေါ့ သိကြတာပေါ့တကယ်တော့ဒါဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့အမြင်တွေပဲဦးထေးလန်ရဲ့ရှင်းပြချက်တွေကပဋိစ္စသမုပ္ပါဒ်ဆိုတာအကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့သဘောတရားပဲလေ ဟုတ်ကဲ့ ဒီရုပ်ခန္ဓာကြီးဟာအကြောင်းပဲဖြစ်စားတာမဟုတ်ဘူးအစာအာဟာရကံစိတ်ဥတုဆိုတဲ့အကြောင်းတရားတွေပေါ်မှာမြည်တည်ပြီးဖြစ်ပေါ်နေတာ အဲ့ဒီအကြောင်းတရားတွေပြောင်းလဲသွားရင်ချုပ်ငိမ့်သွားရင်ဒီရုပ်ခန္ဓာကြီးလည်းချုပ်ငိမ့်သွားမှာပဲကံနီနီနဲ့တက်ခွဲပြီးရှုတာကဒီအမြင်ကိုလက်တွေ့ကြကြအားကောင်းစေတယ် ဩ ငါဆိုတာမရှိဘူးအကြောင်းတရားတွေရဲ့ပေါင်းစပ်မှုကြောင့်ဖြစ်ပေါ်နေတဲ့ဖြစ်စဉ်တစ်ခုပဲဆိုတာကိုကိုယ်တိုင်မြင်မြင်သိလာစေတာပေါ့ ဒီလောက်ပြင်းထန်တဲ့ကျင့်ကြံမှုမျိုးကိုအားထုတ်ရတယ်ဆိုတော့ဒါရဲ့လာလက်ကတော့တာမန်နဲ့မတူရဲ့ထူးခြားမှုတွေရှိလာနိုင်သလားစာအုပ်ထဲမှာအဲ့ဒီလိုမျိုးဖော်ပြထားတာရှိပါသလားရှင် ဒါကလို့ဒီကျင်းရှိအထူးခြားဆုံးနဲ့လူစိတ်ဝင်စားမှုအများဆုံးအပိုင်းကိုရောက်လာပြီခင်ဗျ ဟုတ်ကဲ့ စောက်ထင်းမှာဆရာတော်ကြီးရဲ့ခန္ဓာကိုယ်ကနေကြာလာတယ်လို့ဆိုတဲ့ဓာတ်တော်ရဲ့ဓာတ်ပုံတွေကိုထည့်သွင်းဖော်ပြထားတယ် ခဏလေးဓာတ်ပုံတွေနဲ့တကွာဖော်ပြထားတယ်ဟုတ်လားဒါတော်တော်ထူးခြားတာပဲအဲ့ဒီပုံတွေကဘယ်လိုပုံစံမျိုးလဲတကယ်ကြောက်တုံးတွေလိုဝဲလား ဟုတ်ပါတယ်တကယ်ဓာတ်ပုံတွေနဲ့တကွာပဲစောက်ထင်းမှာဥကောင်းတော်မှာစံတော်ဓာတ်တော်များတွားတော်အန်တော်ဓာတ်တော်များဆိုပြီးရှင်းလင်းစွာခေါင်းစဉ်တက်ထားတယ် ပုံတွေထဲမှာစံပင်တွေတွားတွေအယိုးအပိုင်းအစတွေကနေကြည်လင်တောက်ပေါက်တွေကြောက်မြက်ရတနာတွေလို့ပူလဲလုံးလေးတွေလို့အတွင်းပြောင်းလာတာကိုတွေ့ရတယ် ဝေါ အယောင်အစင်းကလည်းအမျိုးမျိုးပဲဒါတွေဟာဆရာတော်ကြီးရဲ့ယုတ်ကလကိုနေတကယ်ရရှိခဲ့တဲ့ရုပ်ကျွင်းတော်တွေလို့ဖော်ပြထားတယ်ခင်ဗျာ တော်တော်ကိုအံ့ဩစရာပဲရှင်ရုပ်ဝတ္ထုပစ္စည်းတစ်ခုကနောက်တစ်ခုကိုအသွင်ပြောင်းသွားတာမျိုးပေါ့ဒီလိုဖြစ်စဉ်ရဲ့အတွက်စာအုပ်ထဲမှာဘလို့အသွေးခေါ်မျိုးနဲ့ရှင်းပြထားပါတယ်လေ ဆောင်းရအဆိုအရပေါ်လေဒါဟာကာယ ानु ပတ္တနာကိုအလွန်ပြင်းထန်စွာကျင့်ကြံပွားများမှုကြောင့်ရရှိလာတဲ့ဉာဏ်စွမ်းအားတခိုးစွမ်းအားရဲ့ရလတ်လို့ဆိုပါတယ် အော်ဉာဏ်စွမ်းအားကြောင့်ပေါ့ ဟုတ်ကဲ့ခန္ဓာကိုယ်ရဲ့မမြဲခြင်းစီးရဲခြင်းအစိုးမရခြင်းတဘောကိုထွင်းဖောက်တည်မြင်တဲ့ဉာဏ်စွမ်းအားကြောင့်ရုပ်ခန္ဓာရဲ့ဓာတ်တဘာဝတွေဟာတာမန်ဆင့်ကနဲ့တန့်စင်သွားပြီးအခုလိုမြင်မြတ်တဲ့ဓာတ်တော်တွေဖြစ်ပြောင်းလဲသွားတယ်လို့ဖော်ပြထားတယ်စိတ်ရဲ့စွမ်းအားကရုပ်ကိုတိုက်ရိုက်လွှမ်းမိုးသွားတဲ့သဘောပေါ့ ဒီနေရာမှာစိတ်ဝင်စားစရာမေးခွန်းတစ်ခုရှိလာတယ်ရှင်ဒီကျင့်စဉ်ရဲ့ core idea ကခဏကိုယ့်ရဲ့မမြဲခြင်းအနိစ္စတဘောဖောက်ပြန်ပစ္စည်းနေတဲ့သဘောကိုထွင်းဖောက်တည်မြင်ဖို့ပဲလေ မင်းတို့ခင်ဗျာ ဒါပေမဲ့အဲ့ဒီလိုမမြဲတဲ့အရာကိုရှုမြင်ရင်ကကြောက်တုံးလိုခိုင်မာပြီးထာဝရတည်တံ့ပုံရတဲ့ဓာတ်တော်ဆိုတဲ့ရုပ်ပိုင်းဆိုင်ရာအရာတစ်ခုဖြစ်ပေါ်လာတယ်ဆိုတာက paradox တစ်ခုလို့ဖြစ်မနေဘူးလားစန့်ကျင်ဘက်အမှန်တရားလိုမျိုးပေါ့ အမတန်ထမြက်တဲ့ထောက်ပြချက်ပဲဒါကဟုတ်တယ်စဉ်းစားစရာပဲဒီအချက်ကိုစာအုပ်ထဲမှာတိုက်ရိုက်ရှင်းမထားပေမဲ့အတွေ့ခေါ်ပိုင်းအရာဆက်ဆက်ကြည့်လို့ရပါတယ် ဟုတ်ကဲ့ ဒီဖြစ်စဉ်ဟာအနိစ္စကိုစန့်ကျင်တာမဟုတ်ဘူးအနိစ္စကိုအပြည့်အဝတဘောပေါက်လက်ခံလိုက်တဲ့အခါဘာဖြစ်သွားလဲဆိုတာကိုပြတာ အော် ထာမန်လူတယောက်အထက်တော့ကိုယ်တော်တစ်ချောင်းချွတ်သွားရင်ဒါကစွန့်ပြရမယ်ရပဲလေဒါပဲဒီကျင့်စဉ်အရာဆိုရင်အဲ့ဒီသွားဟာအနိစ္စလက္ခဏာကိုပြနေတဲ့တင်းစရာတယောက်ဖြစ်သွားတယ် ရှုမှတ်စရာအာယုံတစ်ခုဖြစ်သွားတာပေါ့ ဟုတ်တယ်ခန္ဓာကိုယ်အပေါ်မှာဆွဲလန်းတဲ့တဏှာဥပါဒံလုံးဝကင်းစင်သွားတဲ့အခါအဲ့ဒီခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့မူလဓာတ်တွေဟာလည်းအညစ်အကြေကင်းစင်ပြီးအတန်စင်ဆုံးအခြေအနေကိုရောက်သွားတယ်အဲ့ဒီလိုတန်စင်သွားတဲ့ယုတ်ဓာတ်တွေရဲ့နောက်ဆုံးရလဒ်ဟာဓာတ်တော်အဖြစ်ကျန်ရစ်ခဲ့တာလို့နားလည်နိုင်ပါတယ် ဆိုလိုတာကမမြဲတဲ့အရာကိုတီမီအောင်လုံးလိုက်တာမဟုတ်ပဲ ဟုတ်တယ်မစင်ကြဲတဲ့အရာကိုတန်စင်သွားအောင်ညာနဲ့ဆေးကျွမ်းလိုက်တဲ့ရလက်လို့ဆိုနိုင်ပါတယ်ခင်ဗျ ဒါဆိုရင်ဒီလိုရုပ်ပိုင်းဆိုင်ရာထူးခြားတဲ့ဖြစ်စဉ်တွေအပြင်ဒီကျင့်စဉ်ရဲ့အဓိကအနှစ်သာရတရားကျင့်ကြံသူတယောက်အဓိကရည်မှန်းချက်ကဘာဖြစ်မလဲရှင် အဓိကပြီးခင်တဲ့သတင်းစကားကတော့ခန္ဓာကိုယ်ရဲ့အနိစ္စဒုက္ခအနတ္တဆိုတဲ့သဘောတရားတွေကိုစားတွေ့မဟုတ်ပဲကိုယ်လိုက်ညာနဲ့ထွန်းဖောက်သိမြင်ပြီးတော့ ဟုတ်ကဲ့ အဲ့ဒီခန္ဓာကိုယ်ပေါ်မှာဆွဲလန်းနေတဲ့တဏှာဥပါဒံကိုအပြီးတိုင်ဘေးသက်ဖို့ပါပဲဓာတ်တော်တွေဆိုတာကအဲ့ဒီခီးလန်းရဲ့ပေးထွက်ရလက်တစ်ခုအများမြင်သာတဲ့သက်သေတစ်ခုအနေနဲ့ဖလာတာပါ အော်မူလပန်းထိုင်ကတော့စိတ်ကလွတ်မြောက်မှုပဲပေါ့နော် အတိအကျပဲကာနီနီဟာခန္ဓာကိုယ်ကိုပဲအာယုံပြုပြီးအမှန်တရားကိုရှာဖွေတဲ့အလုံးတိုက်ရိုက်ကြတဲ့နိရန်တစ်ခုအဖြစ်ဖော်ပြထားတယ်ကိုယ့်ရဲ့ရုပ်ခန္ဓာကိုစူးစမ်းလေ့လာရင်းနဲ့ပဲအဲ့ဒီရုပ်ကိုကြော်လွန်တဲ့လောကုတ္တရာအမှန်တရားကိုရှာဖွေတွေ့ရှိနိုင်တယ်ဆိုတဲ့အတွေ့အခေါ်ဖြစ်ပါတယ် ဒီအချက်ကိုစီရာတော့အရှင်တော်ပြတဲ့ရဲ့ YouTube တယောက်ခေါင်းစဉ်ကတော့ဘလို့အားဖြည့်ပေးထိုင်လဲရှင်သူကဒါကိုတီချာနီလန်တစ်ခုအဖြစ်ဟောကြားထားတာလား
ဆရာတော်ရှင်တော်ပြည်ရဲ့တရားခေါင်းစဉ်ကဒီအချက်ကိုရှင်းလင်းသွားစေပါတယ်သူကဒီလိုကာယ ानु ပတ္တနာကိုအလေးပေးတဲ့နည်းဟာလုံးဝအတိအဆန်တီထွင်ထားတာမျိုးမဟုတ်ပဲ ဟုတ်ကဲ့ မြတ်စွာဘုရားဟောကြားခဲ့တဲ့မူလတတိပဋ္ဌာန်တရား၄ပါးတက်ကကာယ ानु ပတ္တနာတတိပဋ္ဌာန်အပေါ်မှာပဲဒီဆောက်ထားတဲ့ဆိုတာကိုအတည်ပြုပေးပါတယ် ဟုတ်ဆိုတော့မူလအခြေခံကတော့အတူတူပဲပေါ့နော် ဟုတ်ပါတယ်ဆိုလိုတာကတော့ကဏ္ဍနီးဟာဝိပဿနာတရားရဲ့အခြေခံပေါ်မှာပဲခိုင်ခိုင်မာမာယက်တည်နေပြီးအဲ့ဒီထက်ကမှခန္ဓာကိုယ်ကိုရှုမှတ်တဲ့အပိုင်းကိုအထူးပြုပြီးပြင်းပြင်းထန်ထန်ကြင်ကြံတဲ့နီးစနစ်တစ်ခုအဖြစ်နားလည်ရမှာပါခင်ဗျာ ကော်မရှင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာဒီကိုပြန်ပြီးခြုံငုံကြည့်အောင်မောင်းထုံဆရာတော်ကြီးရဲ့ကန်ဒီနီဆိုတာဟာခန္ဓာကိုယ်ကိုအဓိကထားရှုမှတ်တဲ့ကာယ ानु ပတ္တနာပြင်းထန်တဲ့ဝိပဿနာကျင့်စဉ်တစ်ခုဖြစ်တယ် ဟုတ်ကဲ့ ဒီကျင့်စဉ်ဟာနည်းနည်းတဲ့အတွင်းအတိညာကိုဖြစ်စေုံတာမကကျင့်ကြံသူရဲ့ရုပ်ကျွင်းကိုမြင့်မြတ်တဲ့ဓာတ်တော်လေးအဖြစ်အံ့ဩဖွယ်ရာပြောင်းလဲစေနိုင်တယ်လို့ဒီရင်းမြစ်တွေမှာဖော်ပြထားတယ်နော် ဟုတ်ပါတယ်ဒီအချက်တွေကကျွန်တော်တို့သမားယုတ်ကြတွေးခေါ်နေကြဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာကြင်ကြံမှုနဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကြကစီးတွေဟာထင်းတလောက်ခိုင်မာမှုမရှိဘူးဆိုတာကိုမိမောင်းထုတ်ပြနေတယ်လို့ပါပဲ ဒီအစိုးရခန္ဓာကိုယ်ကကြော်လွှားရမယ်ထိတ်ချုပ်ရမယ်အရာတစ်ခုများတာမဟုတ်တော့ဘူးနည်းနည်းတဲ့အမှန်တရားစီကိုဝင်ရောက်ဖို့တော့တည့်ရဲ့တကပေါက်တစ်ခုဖြစ်လာနိုင်ပြီးထူးခြားတဲ့ရုပ်ပိုင်းဆိုင်ရာရလဒ်တွေနဲ့ပါတည့်ရဲ့ဆက်ဆက်နေတယ်ဆိုတာကိုပြသနေပါတယ် ဒီတော့နောက်ဆုံးအနေနဲ့နားထောင်သူတွေအတွက်စဉ်းစားစရာအတွေ့အကြုံခြံထားခဲ့ခြင်းပါတယ်ရှင် ဟုတ်ကဲ့ခင်ဗျာ ဒီရင်းမြစ်တွေမှာဓာတ်တိုတွေလို့မျက်မြင်တွေ့နိုင်တဲ့ရုပ်ပိုင်းဆိုင်ရာရလဒ်တွေကိုအသားပေးဖော်ပြထားတယ်။ဒါကကျမတို့ကိုမေးခွန်းတစ်ခုထုတ်စေပါတယ်။လောကုတ္တရာဉာဏ်ကိုရှာဖွေတဲ့ခီးလမ်းမှာဒီလိုမျက်မြင်တွေ့နိုင်တဲ့ရုပ်ပိုင်းဆိုင်ရာအမှတ်တညာတွေရဲ့အခန်းကဏ္ဍကတကယ်တော့မှဘာဖြစ်မလဲ စိတ်ဝင်စားစရာမေးခွန်းပဲ ။ဒါရီဟာခချားတူတွေအတွက်တက်တည်အထောက်ထားတစ်ခုယုံကြည်မှုကိုတိုးပွားစေတဲ့အားစေးတစ်ခုဖြစ်နိုင်သလား။ဒါမှမဟုတ်ကျင်ကြံတူကိုယ်တိုင်အတွက်ရောတခြားတူတွေအတွက်ပါကိုယ်တွင်းအတိညာဏ်ကိုရှာဖွေရမယ်မူလခရီးလမ်းနဲ့အာယုံလွဲတွားစေနိုင်တဲ့ distractions တွေထစ်လာနိုင်သလားဆိုတာကိုစဉ်းစားကြည့်ဖို့ပါပဲရှင် ဒါတရားတခြားသူတွေအတွက်တက်တဲ့အထောက်ထားတစ်ခုယုံကြည်မှုကိုတိုးပွားစေတဲ့အားစီးတစ်ခုဖြစ်နိုင်သလားတဲ့ဒါမှမဟုတ်ကျင့်ကြံသူကိုယ်တိုင်အတွက်ရောတခြားသူတွေအတွက်ပါကိုယ်တွင်းအတိညာဏ်ကိုရှာဖွေရမယ်မူလခီးလမ်းကနေအာယုံလွဲသွားစေနိုင်တဲ့ distractions တွေဖြစ်လာနိုင်သလားဆိုတာကိုစဉ်းစားကြည့်ဖို့ပါပဲရှင်